ကြီးတက်တက်လိုက်လုံနေညီမတို့ထွက်လာတာဘာလို့လဲမသိပါဘူးကိုကြီးရဲ့ဘယ်ကကလေးကချစ်အောက်ကြားမျက်ပေါက်လို့လည်းမသိဘူးတော်တရားလို့လည်းကိုကြီးရဲ့ကိုကြီးလာတိုင်းပြောတာအဲ့ဒါဟုတ်ဒီကတော့ဘာလဲဆယ်လေးပါကြံခဲ့တယ်လက်ခံလို့ချစ်ပါလေမလိုက်နဲ့ကိုပြောတယ်ဘာပဲကြံလာကြမရလာချစ်ပါမလားကျော်စုနမတိဓာကြီးဆိုတဲ့လူသားမျိုးမဖြစ်ပါဘူးလူစုပြီးတော့ဆိုင်မှာဘာညမောင်နောက်ချက်တယ်မလို့နေအောင်နောက်ချက်တော့ပါပဲရာဘယ်ညမောင်ခိုက်လို့လိုက်မားလည်းနေရာကြီးတယ်ဒါပေမဲ့ငါတို့တွေကသူများစားလို့ပေါ့ကောင်းမနောက်ချက်လူချင်းတူမဲ့မူရင်းမလို့ဗျာခင်ဗျားညမနဲ့ကြို့တော့သဘောတူပါပြောငါနာမည်ကျော်စိုးငါမင်းတို့လိုအုပ်စုဖွဲ့မမိုက်ဘူးကွာမင်းတို့ငါ့ကိုမချင်နိုင်ဘူးဆိုလို့ရှိရင်ကြိုက်တဲ့နေရာကြိုက်တဲ့အချိန်ချင်းလို့ရတယ်မင်းတို့ကတနာတယ်ဒီလက်စာမင်းမပြောဘူးငါညမောက်မင်းတို့ကိုရီးလက်ရောက်ကျွန်းလိုပုံမပြောနဲ့မင်းတို့ဒီမျက်လုံးစိမ့်နဲ့တော့မကြည့်အဲ့မျက်လုံးစိမ့်အဖို့ပေါ့တယ်တော့ဟုတ်လားညာလူတွေအများကြီးပါလို့ခေါ်တယ်ကိုကျော်စိုးတယ်ဆိုရင်လို့ခေါ်တာဒီတော့ကျွန်တော်တယောက်တည်းရှင်းလို့ရတယ်ဟောမိုင်းကောက်တော့ဆက်တော့ပေါ်လို့ပါလေဝန်ထမ်းတွေအားလုံးစီစီလုံးလုံးညီညီအောင်ရှိရလားဟုတ်ရှိပါလားဒါပြောဝန်ထမ်းတွေအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်ရှိဖို့ကမင်းမတောင်းရှိတယ်နော်ဟုတ်ကဲ့ပါခုခေတ်ကြီးမှာစီးပွားရေးလုပ်ငန်းမှာအပြိုင်ဆိုင်နေများတယ်ကွာသူများတဲ့တားမှာတို့ကရှေ့ကိုရောက်မှာအထူးသဖြင့်ငါတို့ရေတန့်လုပ်ငန်းဆိုတာပို့ပြီးတော့မှဂရုစိုက်ရအောင်
အမားမခံနော်အဲ့တော့ဝန်ထမ်းတွေအားလုံးစီကံရှိဖို့နဲ့စီးစနစ်တကျရှိဖို့ကမင်းမှာတာဝန်ရှိတယ်အဲ့အတွက်ကြောင့်အထူးကြက်မှတ်ပါအထူးကြီးစိုက်ပေးပါဟုတ်ကဲ့ပါနော်အေးဟောလို့ရဟာညီလေးကုမ္ပဏီကိုမလာဘူးအလားထူးလိုက်လားလိုအပ်ချက်တစ်ခုတော့ရှိပြီထင်တယ် ငါကိုကြီးတော့အေးပွေးမြင်အပင်သိပဲဒါကြောင့်ငါကိုကြီးလုံနေညာအခုလိုမျိုးကြီးတဲ့အောင်ပြင်ညာကို ညီကိုချင်းမြောက်မနေစမ်းပါနဲ့ညီလေးဟာအညီအသုံးပြတ်နေပြီနဲ့ထင်တယ် ကိုကြီးကလေညီလေးရဲ့အလိုက်ကိုတိလို့လေညီလေးကကိုကြီးကိုချစ်နေရတာ သိတာပေါ့ညီလေးဟာမင်းကငါညီပဲမင်းပိုက်ထဲမှာဥပနဲ့ခွေရှိတာအစားအကိုကြီးကအကုန်သိတယ်ကဲမင်းဘယ်လောက်လုပ်လဲပြော ဟမ်ဝါကိုကြီးပြည့်ချင်တော့မပေးပါညီလေး300ရပြီး ရော့ညီလေးငါသိစင်ပြေလား ပေးပါလေကိုကြီး ဒါနဲ့ညီလေးကိုအကိုကြီးတစ်ခုတော့မှာထားအောင်လူငယ်သဘာဝအရအပျော်ပါမဲ့တောင်အကိုကြီးမပြောလို့အပျော်ကနေပြီးတော့အပြက်ဖြစ်မှာလို့အကိုကြီးစိုးရင်နေမှာဘာဖြစ်လို့လဲဆိုတော့အကိုကြီးတို့ကမှားခဲ့ဘူးလို့ငါညီကိုမှားမှာဆိုလို့အကိုကြီးဆုံးမနေတာပဲညီလေးဟာ ဟုတ်ကဲ့ပါကိုကြီးဟိုကညီလေးကပြောတာပါညီလေးရဲ့ဘဝတစ်ခုလုံးပြည့်စည်သွားတော့ညီလေးမလုပ်ပါဘူးပြီးတော့လေဟိုညီလေးကလည်းချစ်စက်လို့ဒီကိုကြောက်ဝင်ရှိတာညီလေးကိုကြီးတော့နားထောင်ပါပဲဟိုကိုကြီးဒါညီတင်းသွားလာမယ် ညီလေးကားတော့ဖြည်းဖြည်းမောင်းတော့ ဟုတ်ကဲ့ပါကိုကြီး ရှင်ကောက်ဘယ်လိုမောင်းလာ မင်းကမပြောရှိသေးငါမောင်းတော့လမ်းကြောင်းအမှန်တော့မင်းကမားနေတာ ဒီမှာရှင်မျက်စိကန်းနေလားကျမခေါင်းထုတ်ထားရလေရှင်လိုနားမလဲဘူးလား ဟဲ့ဒီကောင်မလေးကနှုတ်သီးကောင်းရှာပါလေးပဲကွာဟမ်ရုပ်လေးတနာကမအဲ့လိုတော့ထောက်နေမှာလဲကွာမင်းအလှကြီးပြက်ကုန်မယ် ရှင်ပါလာကြောင်းနေရလဲဟမ် ကြောင်အောင်တော့မဟုတ်ပါဘူးကွာမင်းအလှပေါက်တွေ့ပြီးရောင်သွားတာပါ ဒီမှာမြောက်တိုင်းလဲမြောက်မမိန်မာထဲမှာကျမမပါဘူးရှင်သိထားဖို့ကလေကျမအညာမလွယ်ဘူးရှင် ကိုကမင်းပုံစံကိုကြည့်အောင်နဲ့သိပါတယ်ကိုကလည်းမင်းတို့လူမျိုးမချွေရက်ပါဘူးကွာ ထိတ်ကြည့်လိုက်ပါလားပါရှစ်စိတ်ကွဲသွားမယ်ဟာဒီမှာသူသာဆိုးတဲ့တဆိုးပဲရှိတယ်ခါဆိုးဆိုးမိမတယောက်ဆိုတာကိုရှင်သိသွားစရာ သူစားဆိုးရလားခုလိုမင်းနာမည်လေးကိုတိတ်ခွင့်ပေးတဲ့အတွက်ကျေးဇူးများတောင်း ဘလို့ကောက်လို့လည်းမသိဘူးအာယိုလာနောက်ကဖူးရေ ကပ်ဖို့ဆိုကော်ဖီတောက်ပြီးတော့ ကောင်မလေးကဆွာတိတ်လန်နေတယ်ပေါ့ ဟုတ်တယ်ကွာအဲ့လိုစွာတင်းမလေးမှာငါချစ်မိနေတာ ဟာမင်းကအခုပဲတွေ့တယ်အခုမြန်လာရတာ အချစ်ဆိုတာအများနဲ့ပုံအောင်နေတာပါသူနဲ့တွေ့မှငါ့ကိုတော့ဖော်ထုတ်ပေးသွားတာအဲ့ဒါကြောင့်ငါရင်မကြီးခုံသွားတာကဲလာပါတော့မယ် ဟ
ဘူးလားဟဲ့မဖက်ဆိုတော့ကိစ္စလေးတော့မဟုတ်ဘူးဖြစ်လာရဲဆိုတာလေငါစိတ်တော့တော့ထွက်လာတော့ပြောတာဟဲ့ဘုရားကနေကားပြောတယ်ဘာလို့လဲဘယ်လားထိလိုက်မဲငါ့ကိုထိပါအသက်ရှင်လဲပလိုက်ပါဒီမှာဒီလိုပါရဲ့အဲ့ဘက်ကကောင်းလာရင်မကောင်းနဲ့လေငါနဲ့စကားချစ်တင်များတာပြောတာဟာအဲ့ဒါမှစိတ်ကြီးထောက်ပို့လာတာဟာဟဲ့ပူတယ်ဟဲ့နေပါဦးငါလည်းသူ့ချလိုက်ဒီမှာတော့ဘာမှမလုပ်ရဘူးဘာမှဟိုတာဟောလည်းသူ့လိုပဲချင်းအောင်လို့ပါဆက်နေကြလားနော်ဒီလိုလေးလုပ်ကြည့်လိုက်အဲ့ဒီလေဒီလိုပါအဲ့ဒါပါညာဒါဆိုကျွန်တော်တို့အကြောင်းကိုသူကဟောတယ်သူရှင်းရတယ်။ဘာလဲ။ဘာဝလားငါဝမ်းသာတယ်။သူကလည်းကျွန်တော်လမ်းမှာစကားများခဲ့တယ်။သူကစိတ်မဆိုးဘဲနဲ့စိတ်ထဲမှာဆွဲမြဲကြတယ်တော့တိကျွန်တော်ဝမ်းသာတယ် ဒီမှာရှင်းရတယ်ရှင်းလို့ဆိုတိတ်ပြီးတော့ထင်ကြည့်ရတယ်နော် ။သူကပြောလို့ဟုတ်ပါဘူးကျွန်တော်ထင်လည်းမကြည့်ထင်လည်းမသိဘူးလဲလဲလဲနေတယ်ဒီမှာတစ်ခါလေးပြောရမှာရှင်းလို့မျိုးနဲ့ခင်ဗျားခင်ဝက်စစ်လို့ဖြစ်ရှင်းတယ်နော် ဝမ်းသာတယ် ဟဲ့တူအားနာစရာကြီးဟဲ့တကယ်ကြီးများတော့ကိုကောင်းတာပဲအခင်းမအောင်နေကြည့်ပါလားစကားပြောတာကအချိုးပဲ သူစားလိုက်အဲ့လိုမဟုတ်ပါဘူးသူစားလာလေကျွန်တော်မိတ်ဆွေတွေလက်ခံတယ်ဆိုစကားတွေမှာဆက်စင်ပြီးတော့ဆက်လာမယ်ကဲတိုင်းနေပြီးတော့ရအောင်ဟောတကယ်ကြီးဖြစ်တဲ့နေနဲ့ဒီဝိုင်းကိုရှင်းခဲ့ပြီနော်ဘယ်လိုပါလဲဟောရှင်းလိုက်ပါဆက်တော့ထားတယ်
ငါစီးပွားရေးလောကမှာအောင်မြင်နေတာဟုတ်ဗျာဟမ် စီးပွားဆိုတာမသိခင်ရှားတာပါဗျာ ဒါခင်ဗျာဘုသူ့ရဲ့ရှာအနှမ်းကြီးတော့ခင်ဗျာရှာတာပေါ့ ဒါပေါ့ဗျာကျုံမှာချစ်ရတာဆိုလို့ကျုံညီတယောက်ပဲရှိပါတော့ ဒါနဲ့ခင်ဗျာအိမ်တော့မပြုတ်တော့ဘူးလားဗျာ မပြုတ်တော့ပါဘူးဗျာကျွန်တော်ရေထဲမှာလည်းချစ်တယ်ရှိတော့ ဟုတ်ပါပြီဗျာဟုတ်ပါပြီ ဟဲ့တော့လည်းသားလွတ်လေခြံလို့တွေပြီးသွားပြီလား ပြီးပြီအခုကမောလို့နားနေတယ် မင်းမောနေမယ်ဆိုတာငါသဘောပေါက်ပြီလားအဲ့တော့မင်းတို့ငါအမောပြီးယူလာတယ် ဘာကြီးတော့ ဟဲ့ အာရကြီးတာဦးလေးတင်တော့ဆူလိုက်မယ်တောက်လို့ မင်းဦးလေးကအခုအိမ်မှာမရှိတာရောက်ဒီမဲ့ငါဦးလေးမသိအောင်ခိုးတောင်းတယ်မကြီးတလုံးတော်မှဒါလေးပဲကြံတော့ချလာမင်းချကြံမှာ ချမယ်ဗျာအဲ့ဒါကျွန်တော်ချကြတယ် ချစမ်းပါချအာမင်းလေရောမြီးဂိုင်းဒီတော့မပါဘူးဒီတိုင်းပဲဂိုင်း ကောင်းတယ် ချနောက်တော့ချကာလာပြီပြပလက်တိတေ ဘယ်တော့ကနေဘာလုပ်လဲဒီလောက်ဟူးနေတာမကြောက်လား ဟုတ်ကြောင်ရည်ချိုးနေတာဦးလေး ဘာကွာ ဟိုလေဟိုဘယ်ကကြောင်လေးမှမသိဘူးဦးလေးအိမ်ထဲကိုဝင်လာပြီးတော့သူနန်းစောနေတာပဲအဲ့ဒါကျွန်တော်လေဟိုရေလေးချိုးပေးတယ် မောင်ပိတ်မင်းကိုကြည့်ရတာမူးမမှန်ဘူးနော်နေသားမောင်မင်းလက်ထဲကအချင်းတုပ်ကြီးကဘာလို့လဲ အမြည်လေဦးလေး ဘာဒါဆိုမင်းအရက်ခိုးတော့တယ် မဦးလေးဟိုဒီအချင်းတော့ကလေးကိုလေဟိုကြောင်မလေးကိုအမြည်နေလဲကျွေးကြည့်တာသူကဗိုက်စားနေတာကျွေးကြည့်တာတတ်တာမဟုတ်ဘူး ဩတုံးတတ်တာ ရဦးလေး ဒီကောင်ထဲမှာဘာလုပ်နေလဲ သူအထဲမှာဟိုအပြစ်မှာသူနေနေတာဒါလည်းနောက်ဘက်မှာအလုပ်လုပ်နေတာသူတတိမလားမလိုက်ဘူးလေ မင်းကိုမေးလည်းမင်းဘာမှမသိဘူးဟဲ့မောင်ပိတ်မင်းအိမ်လုပ်တယ်ဘာလုပ်ပြီးပြီလဲ ဟာလုပ်ပြီအိမ်ကိုလည်းမီးရှို့ပြီးအမိုက်တွေလည်း မောင်ပိတ်မင်းမူးနေတာသိကြပြီဟမ်မင်းကငါနေကင်းဘက်အရက်မတော့ရဘူးလို့အမိတ်ထုတ်ထားတာလေမင်းငါစီကန်းကိုချိုးဖောက်တာလား ဟိုဦးလေးဟိုကျွန်တော်စီကန်းကိုချိုးတော့မဟုတ်ပါဘူးဦးလေးဟိုညတောက်ထားတဲ့အချိန်လေးကိုလေအဲ့ရေလေးနဲ့ပြန်ခေါ်လိုက်တာအဲ့သူကပြန်လာပြီးမူးသွား မောင်ပိတ်တစ်ချိန်လုံးကငါလည်းအရက်ကိုအလွန်ကျွန်တောက်လာတာပါနော်မင်းတို့အခုလို့စီကန်းထုတ်ထားတာမင်းတို့ကောင်းစီခြင်းလို့ငါစီကန်းထုတ်ထားတာကွာငါမှပတ်စံချမ်းသာလို့မင်းတို့အမိန်ပေးနေတာမဟုတ်ဘူးကွာကြားလားငါပြောတာ ဟုတ်ကျွန်တော်တော့မတောက်တော့ပါဘူးဦးလေး ဟဲ့အောင်တောက်တတ်တာငါညီမိုးထက်ပြန်လာပြီလား ပြန်မလာသေးဘူးလေ မင်းတို့မင်းဘာမှမသိဘူးဆိုတာကြီးပဲတွားတော့ကွာ နေစမ်းပါဦးရှင်တို့တယောက်ကဘာကိစ္စနဲ့ကျမတို့တော့တကောက်လိုက်နေရဟမ် ကျွန်တော်တို့ကသူသားနောက်ကိုလိုက်ပါတယ်လို့သူသားပြောတယ် ဒီမှာရှင်ကဘယ်သူမှပြောစရာမလိုရှင်လောက်နေပုံစံကြည့်ရင်ကျမသိတယ် ဟုတ်ပါရဲ့ကျွန်တော်သူသားကိုဆန်းတာ ဒါဆိုကျမနောက်ကိုရှင်ကဘာကိစ္စနဲ့လိုက်နေရဟမ် သူသားညနာနေတယ် ရှ
ရှင်ကကျမကိုစိတ်ဝင်စားနေလို့လား ကျွန်တော်စနေပါခဏတာတော့မဟုတ်ဘူးကျွန်တော်တော့လာမယ် ရှင်ကတော်တော်တတ်သိရှိတာပဲနော်ကျမအချစ်ကိုရှင်လွယ်လွယ်နဲ့ရမယ်လို့ထင်နေတာ တတကြီးကြီးတော့တီတာဒီဝီရဲ့ချစ်ကိုရဖို့အတွက်ခုနှစ်ပြည်တော်မင်းနဲ့ကိုစစ်ခင်းခဲ့ရတယ်ကိုကလည်းသူသားချစ်ကိုရဖို့အတွက်လောက်ပြခက်ခဲနေပါလားသူသားချစ်ကိုရဖို့အတွက်တော့ကြောက် ရှင်စကားကိုကိုကမပြောနဲ့နော် ကိုဘက်ကတော့အဆင်ပြေ ကောင်းပြီလေလည်းကကြားလို့ရှိရင်ကျမအကိုရဲ့လူတွေကိုရှင်ဘယ်လိုကြော်ဖြတ်မလဲဆိုတာကိုကျမကြည့်မယ်လေ ကိုတကယ်လို့ကြော်ဖြတ်နိုင်ခဲ့ရင်ဒီပါလို့ချစ်တယ် ရှင်သာကျမအကိုရဲ့လူကိုကြော်ဖြတ်နိုင်အောင်စူးစမ်းလိုက်ပါအောင်ဒါပေမဲ့ကျမအကိုရဲ့လူတွေကလက်ရှင်နေနော် ကိုမဟုတ်ပါဘူးဓာတ်တော်တွေဘယ်လောက်ထက်ထက်သူသားချစ်ကိုရမယ်ဆိုရင်ကိုယ့်ရဲ့အချစ်တကူတွေနဲ့ဓာတ်တော်တွေဖျောင်းသွားလို့ပျော်ပြောင်းနှင်းရသွားကြရမယ်ဒီလိုပြီးတော့ ရှင့်ရဲ့လေလုံးကလည်းတော်တော်ထွားလိုက်တာဟာဟုတ်ပါပြီရှင်သာကြော်ဖြတ်နိုင်မယ်ဆိုလို့ရှိရင်ကျမရှင့်ရဲ့အချက်ကိုစဉ်းစားပေးမှာပေါ့ ကောင်းပါဘူးသူသားကကိုယ့်ရဲ့အချစ်ကိုလက်ခံပြီးတော့ချားရေးစမ်း ကိုယ့်ရဲ့ဝိစားစင်ပါဟုတ်ပြီးပါပြီနေ့ကစံသားတွေပို့လိုက်ရောက်လာတယ်အခုလည်းပဲကားနဲ့ပြီးပို့ကြအောင်ပြီးတော့ပတင်ကပူတိုင်းရောငွေသွဲလိုက်တော့ဒီမနေ့ပဲပြင်လို့ရသွဲလိုက်ပါစီပြေပါတယ် ဝိဒါခင်ဗျားကိုကျွန်တော်အဓိကမှာချင်တာကနော်ကုံတယ်လက်ထဲကိုကျွန်တော်ရှိရောကုန်ပစ္စည်းတွေမရောက်ဘဲနဲ့ငွေကြိုမလွဲပါနဲ့သူ့လက်ထဲငွေရောက်သွားပြီဆိုတော့လည်းကုန်ပစ္စည်းကိုနေရွှေညာရွှေဒီကောင်လွတ်တတ်ကြတယ်ခင်ဗျားအဲ့ဒါကိုသတိထားနော် ဟုတ်ကဲ့ပါကိုကျော်စိုးမယုံကြည်ရတဲ့ပွဲသားတွေကိုလက်မလုံးအောင်ကျွန်တော်သတိထားပါတယ် စီဝိုင်းသမားဆိုတာကိုယ့်အတွက်ကိုလုပ်ကြတယ်ဗျာတချို့စီဝိုင်းသမားတွေကြတော့ကိုယ့်ဘက်ပဲကိုကြည့်ကြတယ်အဲ့လိုလူမျိုးတွေကြယုံကြည်စိတ်ချလို့မရဘူးဟုတ်ကဲ့သူ့ဘက်ကိုယ်ပဲကြည့်တတ်တဲ့လူမျိုးပဲကျွန်တော်ကအလုပ်လုပ်ချင်တာနော်ဟုတ်ကဲ့ဟုတ်တယ်ညဒီကပြန်လို့ရှိရင်ကိုရုံဝင်သွားလိုက်ဟုတ်ကဲ့လိုအပ်တာကိုအောင်ကြီးကိုပြပြလိုက်နော် ဟုတ်ကဲ့ပါဟုတ်အဲ့လိုရောက်ခွင့်ပြုပါ ဟုတ်ကောက်ပြတော့ ကိုကြီး ဒီ စကားနည်းနည်းပြောလို့ရမလားလို့ မောင်မောင်ကြီးပဲဘာပြောပြော ဘာမှတော့မပါဘူးကိုကြီးရဲ့ဒီမှာဒီနေ့ကြောင်းသွားလို့ရှိရင်လေကိုကြီးရဲ့တပည့်တွေကိုကြောင်းခေါ်သွားမိရမှာလားလို့ ကျုံဘာဖြစ်တာလဲညီမလေးဘလူးနောက်ကြပြောကိုရပြောကိုလိုက်ချင်မှာပြော ဘာပြောမှမဖြစ်ပါဘူးကိုကြီးရဲ့ညီမလေးကလေကြောင်းမှာညီမလေးရဲ့အရှိန်ဝါတွေကိုပြချင်လို့ပါကိုကြီးရဲ့ဟိုဒါမှလေတခြားယောက်ျားလေးညီမလေးကိုမနှောက်ရှက်မှာပေါ့မဟုတ်ဘူးလား ကဲဒါဆိုရင်လည်းညီမလေးကြားကြီးတို့ခွဲခေါ်သွားတာနော်မမိုးလေးပဲရှိသေးတယ် ရှိသေးရဲ့ကိုကြီးဟာကိုကြီးဒါဆိုလို့ရှိရင်ညီမလေးကြောင်းသွားဖို့အတွက်ပြင်ဆင်လိုက်အောင်မယ်နော် အေးတော်တော် မင်းကားကိုလမ်းမှာပိတ်ရတာပါတော့ဒီကတော့မင်းကောင်းမပါလေကောင်းအာချစ်ချစ်ဟာမင်းကလည်းငါတို့ဆရာရဲ့ညီမကိုချစ်ရေးဆိုတာ ဟဲ့မင်းအဲ့လောက်ထိလွဲမယ်လို့မင်းတင်တယ်အလွယ်လွယ်အောင်ငါဖြစ်တော့သွားမှာ မင်းငါတို့ကြောနိုင်မယ်စမ်းကြည့်
သူသာခေါ်လာတဲ့လူတွေအားလုံးကိုကြော်ဖြတ်နိုင်တယ်သူသာသူ့ပြေးတယ်ချစ်သူရှိတယ်ဒါတော့ဘယ်လောက်တတ်တယ်သူသာရှိတယ်ဘယ်လောက်ကိုယ့်ရဲ့ချစ်တွေကဒီထက်အကြောင်းတင်လို့ရတယ်ဟုတ်မင်းတို့ကောင်တွေငါစားရှိနေတယ်မင်းတို့ရဲ့လုပ်ရကမင်းတို့ရဲ့အချိုပြလိုက်တာကွာ ဟုတ်သားပဲကြာကြီးရမင်းနဲ့မကြာကြီးရတယ်လေနွားကြီးကိုပြောင်းကောင်းဘယ်နဲ့ကွာဟိုအများနဲ့တောက်ကိုများခံလာရတယ်ကျွန်တော်ရှက်ဖို့ကောင်းတဲ့ကိစ္စ ကျွန်တော်တို့ခုခံလာရတာလေတစ်ဖက်လူကိုကျွန်တော်တို့ထင်သေးလိုက်လို့ပါ ဟုတ်ပါတယ်ဒီကောင်ကတော်တော်လက်ရင်နေ တော်စမ်းပါကွာဟိုကထိုးလို့မျက်နှာဖူးရောက်နေပြီငါထိုးမှမင်းတို့ဆဲတဲ့ကောင်ကျွတ်သွားမလို့ကိုယ်တော့မကြောက်ဘူးပေါ့ကွာဟာလေဟိုလဲကောင်ကြည့်လားအကောင်လားတွေ့တယ် မိုးတက် မိုးတယ် ကိုကျော်စုအဲ့ကိစ္စကိုကိုကျော်စုကိုယ်တိုင်လိုက်ရှင်းပြီလို့ဟာမလိုပါဘူးကျွန်တော်ကိုယ်တိုင်သွားရှင်းလိုက်ပါမယ်ကျွန်တော်ဟိုအချီတစ်ချက်ခဲနေတယ်ငကားမျက်စောအချောင်းဘူးမရွေးဘူးကဒီကောင်သိသွားစီရမယ် ကဲလုံးစုံခင်ဗျာငကားမျက်စောင်လောက်ပြတာလုံးစုံ အဲ့ဒီကောင်ကိုတွေးလိုက်ကြတယ်ဟောလို့ကြည့်ပါ အဲ့ဒါငကားမျက်စောင်လို့အချောင်းမျက်စောင်ဖြစ်နေပြီဗျာဟုတ်ဗျာအဲ့ဒါရီမင်းရဲ့မင်းတို့ငါတခါတည်းမှာထားမယ်နောက်နေ့ကစပြီးငါညီမကြောင်းသွားကြောင်းပြက်မင်းတို့ကြိုးလို့မကြလားကဲတော့ဟိုတို့စီတော့ကောဆောက်ပါလေဘောဘာကြီးကောင်ညီမလေးကိုတကယ်ပဲလိုက်နှောက်ရှက်ပြောစမ်း အဲ့လိုမျိုးလိုက်နောက်ရှက်တယ်လို့တော့မဟုတ်ပါဘူးကိုကြီးရဲ့လူငယ်တစ်ပါးကတော့စကားတော့နည်းနည်းပါလိုက်ပြောပါတယ်ဒါပေမဲ့လည်းစိုးစိုးဝိုင်းလည်းမဟုတ်ပါဘူးကိုကြီးရဲ့ ဟာဘယ်လိုပဲဖြစ်ကွာဒီကိစ္စကိုကြီးလက်မခံနိုင်ဘူးညီမလေးကြီးစားလုံးဝမထားဘူးနော်ကြားလား ဟုတ်ကဲ့ကိုကြီး ကဲလုံးဆက်ရတော့လို့တော့ဒီကိုပြလိုက်ကျွန်တော်အလုပ်စားနေပြောရစီဟုတ်ခင်ဗျာလိုက်ဟုတ်ကိုလေးရဲ့ကောင်မလေးကတော်တော်အချိန်မှကြီးတာလေဒါမျိုးကိုလေကျွန်တော်လေရုပ်ရှင်ထဲမှာပဲမြင်ဘူးလားအပြင်မှာတကားမှမကြောက်ဘူး ။ရပါမယ်။အပြင်မှာရှိတဲ့အရာတွေကိုရုပ်ရှင်ဆိုတော့တရုပ်ဖော်တာ။ဟာအဲ့ဒါတွေအပြင်မှာရှိတာစမ်းလို့ မဆမ်းမင်းမင်းတို့အနေနဲ့များတယ် အဲ့ဒါတော့ဟုတ်တယ်ကိုလေးအခုခံလိုက်ရတယ်လေကောင်မလေးရဲ့တက်တော်ဆောင်လေးကကိုလေးကိုမကျင်တဲ့လို့ပြဿနာပြန်ချင်ဘယ်လိုလုပ်လို့ ။ရှာသားပါသေးကွာ။ငါဘက်ကရင်ဆိုင်မှုအတင်ငါကလေတူစားအတွက်ဆိုရင်ရှည်ဆုံးကအစင်တက်ပဲရ။ ဟောဒါကြောင့်မို့လေဘာတွေကြီးရလဲမိုးကောင်းလေးကိုဒူးနဲ့တိုက်မယ်ဆိုပြီးဆက်ဆိုခဲ့ရဒီမှာကောင်းတယ်ကိုလေးကမိန်းမရသွားလို့ရှိရင်ကျွန်တော်လေဒီမှာအချက်တူတာငိမ့်ပါပြီကိုလေးရဲ့ကိုကြီးရတော့ဒီသက်မိန်းမရမှာပေါ့ပြသူ့လေကြိုက်မဲ့တယ်ရှိမှာမဟုတ်ဘူးနော် ဝေါပေး ဟာဒါကိုလေ မင်းခုနကဘာပြောလိုက်လဲ ဟိုဟာလေဦးလေးကမိန်းမပြူတော့ဘူးလို့အဲ့လိုပြောတာ ငါကြားလိုက်ပါလေကွာဟာလေငါ့ကိုကြိုက်မဲ့လူမရှိလို့ဟုတ်လား ဦးလေးကလည်းဦးလေးနားကြမင်းလွှဲရနေမှာပါကိုလေးကျွန်တော်မပြောဘူးနော် ။ညမင်းခုနပြောရလေ ဦးလေးကလည်းရှင်းနေကမှထောင်လုံးကြ ။ဘောင်းပေး ဗျာ ကြိုက်မဲ့လူမရှိလို့မဟုတ်ဘူးကွာ။မိမမလို့ချင်လို့မယူလား ရပြီ ။ဘာပြောလဲ ဘာပြောဦးလေးဦးလေးသူမိန်းမယူတော့မှာသူမိန်းမယူတော့မှာ ။ဒီလေမောင်ပင်ပြောတာဟုတ်လား ။ဟုတ်ပါဘူးကိုရ။ညီလေးကခုမှကြိုးစားနေတော့ ။ဟေးကောင်မလေးကဘယ်ရဗမာနေတာလဲ။မင်းနဲ့တင်းတန်းတူတူပဲလား ညီလေးတင်ရတော့မဟုတ်ဘူးကိုရ။ဟိုကျွန်တော်ကောင်မလေးကနောက်ဆုံးနှစ်တက်နေတာ။ဒါမှမဟုတ်သူတို့တိုင်းကကြီးကျယ်တယ်ဗျ။ ဟဲ့အနေနဲ့များကြောင်ထည့်ပြောလိုက်အောင် ။ဟမ်ဘလူကနေများတာလို့ကွာ
ဒီလိုကိုကြီးကောင်မလေးကကြောင်းလာရောအပြင်သွားရင်တော့သူကအနောက်မှာဗစမန်းကြီးအများကြီးပါတယ်အဲ့တော့ငါမြင်ပြီးပြောနေတာ ဟာကြီးကျယ်တာကြီးလားဟမ်အဲ့လိုကြီးကျယ်တဲ့လူမျိုးရအောင်လိုက်မှလူတော်ကွာငါကြီးရအောင်လိုက်ကွာ သိကြပါဦးကိုကြီးညီဘယ်တော့တော်ဆိုကိုကြီးသိပါတယ် ကြိုက်တယ်ဒီလေးဒါပေမဲ့တစ်ခုလို့ရှိတယ်ခံတော့မခံလားသေးတယ်ခံလားတာကိုကြီးမကြိုက် ဟုတ်ကဲ့ပါကိုကြီးသူသားဒီတိုင်းမှာနေနေတာလေဟုတ်အာရှားတယ်တော့တယ်ဘာမသိရတော့ ဒါမှပါကွာဒီဆိုင်မှာသူထိုင်မှတင်နှမ်းသွားတာ ဟုတ်ဟုတ်ဟုတ်မှာဟုတ်အဲ့ရောသူကလာတယ်ကွာဒီမှာတော့ကောင်းနေမှာလေကွာ တော်တော်မကောင်းဘူးပြောပါဘာလို့တဲရှိ ပြဿနာတက်မယ် တက်စီတက်နေ说了说的吧，现在我别人都去了。 အဲ့ဒါပါဘူးထိုင်ကုန်ဝင်တာမိထိုင်ကြီးဒီမှာထိုင်ကုန်ရှိတယ်အဆောင်မင်းကဘာမှမဟုတ်တာမင်းနဲ့တော်ပါရှင်ဆိုင်ထဲမှာစကားနဲ့ယူပြဆိုတော့ကောင်းပါဘူးတဲ့တော့ကောင်းပါလား နားပါလေ ဟဲ့နေပါဦးငါဘာစားလဲတခုခုလေးဆိုင်မှာသွားပါလားနော်ဟောလာပါလေတော့မလား ကိုကြကျမလည်းကြောင်းရောက်ပြီအဲ့တော့ရှင်တို့လည်းကြောင်းတော့လိုက်လို့မရအောင်အိမ်ပြန်ဆောင်လို့နော် မမလေးကျွန်တော်တို့အိမ်ပြန်လို့မရဘူးလေဟိုဆရာမမလေးကြောင်းစင်းတဲ့အချိန်ကြီးစောင့်အောင်မယ်လို့ပြောတယ်မမလေးတခုခုဖြစ်ရင်ကျွန်တော်တို့ဆရာတတ်မှာဗျာ ကဲတို့လို့အဲ့ဒါဆိုလို့ရှင်ပတ်စံယူပါဆိုင်မှာတခုခုစားပြီးတော့ကျမကိုစောင့်နေလို့ကြောင်းကျွန်တော်ပြန်လာရမယ်နော် စိတ်ချပါမမလေးဟိုဆရာတော့ပြန်မတိုင်နဲ့တော့ မပြောပါဘူးဟဲ့ကဲရောက်တော့ပါယူပါ ဟုတ်မှာတော့ တော့ ပြမောင်ဝေးရော တော့ရတော့ ကိုမတဲ့ ကိုသူကလည်းစကားခဏပြောတယ်ဒီနေ့သူကတမတ်တက်ဘူးလို့ကိုဂရီပေးထားရနော် မာကျော်ငါဒီနေ့အတမ်းမတတ်တော့ဘူးနော်ဖြစ်ပါမလားနေ့ကိုလူရလာရင်ဘယ်လိုလုပ်မလို့ရပါတယ်ဟာဟိုငါကြောင်းမစစ်ခင်ပြန်လာခဲ့မှာနော်ဟုတ်ပါတာမယ်ခယူဆိုင်
တို့လားသူသားရှိမှာကိုဘုံဘအတွက်တိကျတဲ့အဖြစ်တစ်ခုတော့ရှိနေမှာလို့ကိုတယ် တိကျတဲ့အဖြစ်တစ်ခုကိုမတက်ကိုသူစားပေးမှာပါ ဝမ်းလာလိုက်တာသူသားရဲ့ သူစားအခုပြောမဲ့အဖြစ်ကဝမ်းသာစရာတော့မဟုတ်ဘူးသူစားဘွားရဲ့အိမ်တော်ကြီးကိုသူစားနှလုံးသားဆုံးဖြတ်ခွင့်ဆိုတာတဲ့သူစားကိုကြီးရဲ့တဘောဆန္ဒပို့အရေးကြီးတဲ့ကိုမတက်အဲ့ဒါကြောင့်ကိုမတက်လိုချင်တဲ့ဖြစ်ကိုသူစားမပေးနိုင် သူသားဒါကတော့တဘာဝမကြောက်လို့ကိုထင်တယ်နော်သူသားကိုသဘောတူရဲ့လူကိုသူသားလက်ထပ်မှာလားပါလေသူသားအချက်မပါနဲ့ဘာတစ်ခုတိဆောက်ဖို့လားသူသားမချစ်မနစ်တတ်တဲ့လူသူသားဘာတစ်ခုလုံးပိတ်ဆက်ဖို့လားဒါတော့မတရားဘူးနော်သူသား သူစားကိုကြီးရဲ့ဆန္ဒကိုမလွန်ဆန္ဒနိုင်မှုလေကိုမိုးထက်ရဲ့ သူသားဒါဆိုရင်သူစားကိုကြီးရှိမှာကိုသူစားကိုလာတောင်းမယ်သူစားကိုပြင်ချင်မှာ ဖြစ်ပါမလားကိုမိုးထက်ရဲ့ ဘာလို့မပြတ်မှာလဲသူစားရဲ့မနေ့ပြန်သူစားကိုသူစားပြောထားလိုက်ကိုလည်းလာတောင်းမယ် မမြင်လုံးလား မမြင်ပါဘူးသူစားရဲ့နောက်တော့နောက်ကြနေလေကိုယ့်ရဲ့မှာသူစားကိုချစ်တဲ့တာတော့တာဆုံးနေပြီပြီးတော့လေသူစားပြန်မချင်ကိုတိမ်မှာ အပိုတွေပြောနေပြန်ပါ ဘို့ပြောပါဘူးသူစားရဲ့သူစားလည်းမယုံရင်လေကိုယ့်ရင်တော့ဓာတ်နဲ့ခွင့်ကြည့်လိုက်သူစားဆိုပြီးတော့လေကိုယ့်ရဲ့ရင်ကုန်တန်လေးကပက်တင်ထန်နေတာ ချစ်သူရှိတဲ့ရက်ကဓာတ်တော့ထက်တယ်နော် ဘလောက်ပင်ဒါတော့ထပ်ပါသေးကွာကိုချစ်တဲ့ချစ်သူစားရှိကိုကိုမရောက်အောင်လာခဲ့မယ်သူစားကိုပြင်ချင်ရမှာနော်ဒီလေးကိုပြောတာရှိ ပြောလေညီရတယ် ကိုယ်ဟာဒီလေးကိုလည်းခိုင်းတယ်မင်းမလိုက်တာပါ
ဒီမလေးမေးသေးလားလာလေ နေနေမေးသေးလား ဟုတ်ကိုကြီးအဲ့ဒီဟိုလေဟို ဒီမလေးဘာဖြစ်နေလဲအခုကျဘာပြောစရာရှိလဲ ဒီလိုပါကိုကြီး ကဲတဟိုတဲ့ဟိုမလဲမောင်နှမချင်းပဲပြောစရာရှိပွင့်လင်းပြောကဲဘာပြောမပြော ဒီလိုပါကိုကြီးမနေ့ပြန်ကြားလို့ရှိရင်လေကိုမိုးထက်ကကိုကြီးစီမှာလာပြီးတော့နားဖောက်ချင်လို့တဲ့ ဘာဟာဒီကောင်ငါစီလာနားပေါက်ချင်အောင်ညီမလေးနဲ့ဒီကောင်နဲ့ချစ်သူပြေးနေကြဗျာဟဲ့ ချစ်သူတွေတော့မဖြစ်သေးပါဘူးကိုကြီး ဟာချစ်သူမဖြစ်ပဲဒီကောင်ဘာဖြစ်လို့ငါ့ချစ်နားပေါက်တာလဲဒါဒီကောင်ကညီမလေးကိုအထင်သေးတာဒါကောင်ကိုယူဆော်ရတာပြော အဲ့လိုမဟုတ်ပါဘူးကိုကြီးဟိုညီမလေးကလေကိုကြီးလက်ခံတဲ့လူကိုပဲရွေးချယ်မယ်လို့ပြောလိုက်လို့သူကလာခဲ့မယ်လို့ပြောတာပါ ကောင်းမလေးဒါဆိုဒီကောင်မနေ့ဖန်မချင်းလာပါလေ မနေ့ပြန်10 နာရီလောက်လာမယ်လို့ပြောတယ်ကိုကြီး ကဲမိုင်းတော့တော့ ဟုတ်